ကဲအားလုံးပဲကျွန်တော်တို့ဖွဲ့သူဖွဲ့သားများအားလုံးမင်္ဂလာပေါင်းတဲ့ခါကြောင့်ကြပါစီဗျနော်ဒီတစ်ပတ်ကျွန်တော်တို့တရက်ကနေပြီးတော့6ရက်2လ2026အတွက်ကိုစတင်ပြီးတော့ကျွန်တော်တို့လိုက်ရမယ့်ပတ်တီ9ပိုင်9ပတ်တီဖြစ်ပါတယ်နော်ကိုပြီးတော့ရင်တော့ကျွန်တော်3ညပိုင်နဲ့လိုက်ပြီးတော့ကစားပါမယ်ညတော့လိုက်ဆွေးမှာကျွန်တော်ပြပေးထားတယ်ပေါ့နော်3ညပိုင်ကနေ့အတွင်းမှာတွဲကြည့်မှာဖြစ်ပါတယ်တကယ်လို့60လို့ထွက်သွားရင်တော့ပြီးပြီပေါ့နော်အထူးမွေးခွေ3လုံးခွေကိုရရှိတာတော့ဒီတစ်ပတ်က3လုံးခွေရ3.59 3လုံးခွေကိုရရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအခွေနဲ့ပတ်သက်လာရင်တော့ဒါအထူးပြောစရာတော့မလိုဘူးကိုပါလို့ကိုခွေထားမွေးထားကျွန်တော်ပါတီပိုက်ဆိုင်ရာပဲပြောမယ်ပေါ့နော်ပါတီကတော့9ပိုက်9ပတ်တီလက်တော့ဒီမှာလဲစပယ်ချေရရှိတယ်တောက်ကြနေမှာ28အားတောက်ကြပရိထွက်ခဲ့ခြင်းကြောင့်ကျွန်တော်တို့ဒီတစ်ပတ်ကျွန်တော်ဟိုးစားပေါ့နော်8ကြောင်းနဲ့6 light formula ကိုလည်းရှိတယ်။တုံကြပရိစင်တက်လို့6တို့2တို့ကလည်းကျွန်တော်တို့အစောကြမယ်ကဏ္ဍတွေဖြစ်တယ်။ဆိုတဲ့ခါကျကျွန်တော်က6တလုံးကိုပြောင်းနေတဲ့6တလုံးရွေးချယ်လိုက်ပါတယ်။နောက်28အားတုံကြပရိကြခဲ့ခြင်းကြောင့်6တို့2တို့ကအစောကြမယ်ကဏ္ဍတွေထည့်ရမှာဟုတ်လား8ကြောင်းနဲ့ကျွန်တော်တို့6 light ကျွန်တော်ရဲ့ formula မှတ်သက်ကိုရင်နဲ့ပေါ့နော်။ဒီ6တလုံးကိုကျွန်တော်စတင်ပြီးတော့ရွေးချယ်ပေးထားတယ်။6ထိပ်စီနောက်တစ်ချက်က28အား3ညပရိထွက်ခဲ့ခြင်းကြောင့်ကျွန်တော်အပူစောမယ်ဆိုတော့69 95 type power ဖြစ်တဲ့60နဲ့ပေါ့နော်9995 90ဆိုပြီးတော့ကဏ္ဍ3ကွက်ချုပ်ထားပါတယ်တကယ်လို့လက်တော့ကွင်မှာကျွန်တော်တို့ရရှိထားတာက63တစ်ခွက်ကောင်းလို့လည်းရရှိထားတာဖြစ်တယ်63တစ်ခွက်ကိုကျွန်တော်တို့အရန်လိုင်းနဲ့ထိုးမယ်ပေါ့နော်ဟုတ်လားဒီ3ကွက်ကတော့ကျွန်တော်ချုပ်ထားတာဖြစ်တယ်နော်ပြီးတော့3ညပိုင်နဲ့ကင်ပါမယ်ပတ်တီနှလုံးပြီးသွားရင်တော့ကျွန်တော်တို့အဲ့ဒီမှာပါရှိမလဲ1415 93 94 95 93ဆိုပြီးတော့ရှိမယ်ခွန်နဲ့6နဲ့ပတ်သက်ပြီးတော့ကဏ္ဍကိုကျွန်တော်တို့ကစားပါမယ်မွေးကဏ္ဍတကွက်မှန်းထားတယ်ဆိုတဲ့ထေးကနေပြီးတော့နော်2583ညခွေပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့90 28ဆိုပြီးတော့နှစ်ကွက်ထော်သွားတယ်ပေါ့နော်ဒီတစ်ပတ်ဒီကောင်နောက်မကြတော့စောကြတော့မှာဖြစ်တယ်ဟုတ်လားအဲ့ဒီမှာတထေးပြခွေ3.59ကတော့ဒါ3လုံးခွေ3လုံးခွေကကျွန်တော်ရရှိတာ3ပတ်ဆက်တိုက်ရရှိတယ်ပေါ့နော်ကဲဒီနေ့ရတော့ထိုးရမှာ9ပိုင်9ပတ်စီထိပ်စီးပေါ့နော်အားလုံးပဲပေါက်ကြပါစေရွှေလက်ချမ်းမြေ့ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ဗျာ